အကယ်၍လူရင်းလေးစိတ်ကူးတွေကအတွေးတွေကိုကြားနေရမယ်ဆိုရင်ဘယ်လိုဖြစ်မလဲ မိတ်ဆွေခဏလေးစိတ်ကူးကြည့်လိုက်ပါတိတ်ဆိတ်နေတဲ့စာကြီးတိုက်ထဲမှာထိုင်နေပေမဲ့လူတိုင်းရဲ့အတွေးတွေကိုစူညံနေအောင်ကြားနေရမယ်ဆိုရင်ဘာဖြစ်မလဲ ဒါကတော့ what if everyone could hear each other's thoughts လူတိုင်းရဲ့စိတ်ကိုစာအုပ်တအုပ်လိုဖတ်လို့ရမယ့်ကဘာပါ ပထမဆုံးပျောက်သွားမှာကတော့ privacy ပါပဲ date look back အခါမင်းကအရန်လှတာပဲလို့ပါဇက်ကပြောပေမဲ့စိတ်ထဲကဘာယုံကြည်မှန်းလည်းမသိဘူးဆိုတာကိုပါတစ်ဖက်လူကကြားနေရမှာပါ လိန်ညာချင်းဆိုတာဒီကဘာမှာမရှိတော့ပါဘူးနိုင်ငံရေးသမားတွေ salesman တွေအလို့ဖြုတ်ခိုင်းရနိုင်ပါတယ်သူတို့ရဲ့ true intention ရည်ရွယ်ချက်မှန်တွေကိုလူတိုင်းသိနေရလို့လေ ဒါပေမဲ့ပြဿနာက noise pollution ပါလူစီကားတဲ့ရန်ကုန်မြို့လေလိုနေရာမျိုးသွားရင်လူတန်းပေါင်းများစွာရဲ့အတွင်းတွေဝင်လာပြီးခေါင်းခွဲမတက်ခံစားရနိုင်တယ် အဲ့တော့လူတွေကအတန်လွန်ကန်တဲ့အစာခဲနဲ့လူထားတဲ့ thought blocking helmets အတွေးကဦးထုတ်တွေကိုမထိမနေဝတ်ဆင်လာကြရလိမ့်မယ် ။ပေါင်းတဲ့အချက်ကတော့ရာဇဝတ်မှုတွေပျောက်သွားမှာပါ။တခိုးတယောက်ကပိုက်ဆံအိတ်နှိုက်ထိုးတွေးလိုက်တာနဲ့ဘီနာကလူတွေကချက်ချင်းထိပြီးဝိုင်းဖက်နိုင်မှာကို နောက်ပြီး depression ခံစားနေရတဲ့သူတွေကိုကိုချင်းစာသို့လွယ်သွားမယ်သူတို့ရဲ့နာကျင်မှုကိုစကလုံးနဲ့မလို့ပဲတိုင်းရိုက်ခံစားနားလေပေးနိုင်ကြလိမ့်မယ်နောက်ဆုံးမှာတော့ဘာသာစကားဆိုတာမလိုတော့ဘူးစကားပြောစရာမလိုပဲတယ်လီပတီနဲ့ပဲဆက်သွယ်ကြတော့မှာပါ ကဲမိတ်ဆွေရောကိုယ့်ရဲ့အတွေ့အကြုံတွေကိုသူများတွေကြားသွားမှာကြောက်သလား comment မှာပြောပြပြီးသွားပါအောင်